ဥရောပဘုရင်မဟုတ်ပဲဥရောပအလုရှင်ဖြစ်သွားခဲ့ပေမဲ့ F1 မှာ PSG ကိုအပီတိတ်ပြအောင်မယ်ဆိုတဲ့အားနေစတော့ပရိသတ်တော်မဲမင်္ဂလာပါဗျာဟင်းသာ iPad ခွန်ရှိကိုမောင်456ပရင်စာပေကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် iPad ခွန်ရှိကိုမောင်556ကစားမယ်ဆိုရင် Viber Telegram 399ခွန်အားချုပ်စီ905ခွန်မှာဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာအခုဆိုရင်ဒီမှာပရိသတ်တွေအတွက် Paris ဆိုတာအချင်းမြို့တော်မဟုတ်ပဲအသေးကွဲမြို့တော်ဖြစ်သွားပါပြီ PSG ကွင်းထဲမှာကလေးနဲ့လူကြီးကစားသလိုခြေစွမ်းအပြတ်တဲ့အတီးခံရတာကိုကြည့်ရင်ဒီဘောက်ကဥရောပဘုရင်မဟုတ်တော့ပဲဥရောပအလုရှင်ဖြစ်နေသလားတော့အောင်မေးရပါတယ်ဘဲကိုကြည့်လိုက်ရင် PSG ကစားမတွေကကွင်းထဲမှာဘောလုံးကန်နေတာမဟုတ်ပဲအနုပညာပြနေတယ်လို့ပါပဲဒီဘောက်ကစားမတွေကတော့ကွင်းထဲမှာဘောလုံးနောက်လိုက်ပတ်ပြေးရင်းနဲ့လမ်းပြောင်းနေတဲ့ခီးသည်တွေလိုဖြစ်နေပါတယ်ဒါကဘာနဲ့တူလဲဆိုတော့ခမရကရက်ွက်ထဲမှာဖဲရရင်ငါ့ကိုဘယ်သူမှမနိုင်ဘူးလို့ကြွားထားတဲ့ဖဲသမားကြီးတကယ်တမ်းကာစီနိုဝိုင်းတဲလေးရောက်လက်ထဲမှာဖဲချက်ကိုဘယ်လိုကန်အောင်မှန်းတော့မသိပဲအဝယ်စားပါကုန်ချပြီးပုံပေးကြရတယ်လို့ပြောပြီးဒီဘောရဲ့ခြေစွမ်းက heavy metal မဟုတ်တော့ပဲကလေးချော့တေးဖြစ်နေတာကပို့ပြီးတော့ရင်နာစရာပါဒီဘက်မှာဒီဘောတသိန်းလုံးပေးပို့တဲ့ဘောလုံးရေအတွက်က PSG ရဲ့ဗီဒီညာတယောက်ထဲထက်18ချိန်ပဲပိုများတဲ့ဒါကဘာနဲ့တူလဲဆိုတော့ခမရကကုမ္ပဏီတစ်ခုမှာဝန်ထမ်းအယောက်20နဲ့လုပ်နေတာဒါပေမဲ့ခမရတို့အယောက်20ပေါင်းပြီးလုပ်တဲ့အလုပ်ကဟောဘတ်ကုမ္ပဏီကလည်းဖေးပြောတဲ့အဖိုးကြီးတယောက်ထဲလုပ်တဲ့အလုပ်တော့ပဲရှိနေတာမျိုးပါဒီလောက်ထိညံ့နေမှာတော့ဥရောပမှာငါတို့အစင်လာကြီးတယ်ဆိုရဲစကားကိုမှန်ရှင်းမှာပြောဖို့တောင်ရှက်တင်ပါတယ်အသက်20ပဲရှိသေးတဲ့ဒူအေးကလဘောင်းနောက်တန်းကိုကျောင်းပိတ်ရဲ့ပျော်ဝဲစားထွက်လို့ကစားသွားတာလဘောင်းပရိသတ်တွေနဲ့ရှက်တက်ရင်လဲတည်ဖို့တောင်ကောင်းတဲ့ကိစ္စဖြစ်ပါတယ်ဂါရင်ဘရက်ရှက်6လောက်နဲ့ TV ဂုံးဝင်သွားတာကလည်းလဘောင်းတို့အကူတိုတွေဘလောက်ထိဖီးစည်းနေပြီလဲဆိုတာကိုမြင်နေရပါတယ်လဘောင်းနောက်တန်းကဒူအေးကိုတားဖို့စ조사ပုံကဆိုင်ငယ်နဲ့အချိန်မြင့်မြင့်မောင်းလာတဲ့လူငယ်လေးကိုလမ်းဘေးကအဖိုးကြီးကတောင်ဝေးနဲ့လှမ်းတားနေတယ်လို့ပါပဲဘလုံးမမီတဲ့အပြင်ကိုတောင်ဝေးပါကျိုးသွားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ကာဗရက်စကီလီယာကတကွဲလုံးမှာလောကစားမတွေကိုတိုင်ပတ်အောင်လှုပ်သွားပါတယ်ဂရာဗင်ဘတ်နဲ့မမာဒက်ပီတို့ကိုကြော်ပြီးဂိုးသွင်းသွားတာကတော့လူသက်ကွင်းထဲမှာလေ့ကျင့်ရေးဆင်းနေတယ်လို့အေးအေးဆေးဆေးပါပဲ PSG တို့ဘောလုံးထီချန်28ချိန်ပြုလုပ်ပြီးမှသွင်းသွားတဲ့အဲဒီဂိုးကလီဗာပူးကိုမင်းတို့ဘောလုံးကိုလုံးဝမကိုင်းစေရဘူးလို့တက်တည်ပြလိုက်တာပါဒါကဘာနဲ့တူလဲဆိုတော့ခမရကကောင်မလေးကိုချိန်နေဖို့စောင့်နေတာဒါပေမဲ့ကောင်မလေးကတခြားလူနဲ့လက်တွဲပြီးခမရရှိကနေ28လောက်လှည့်ပတ်ပြီးလမ်းလျှောက်ပြသွားတယ်လို့ရင်နာဆရာပါပွဲပြီးမှစလော့ကပြောရင် F1 မှာကွဲပြားခြားနားတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါတယ်အော်ဟုတ်ကဲ့ပါခြားနာမှာပေါ့အိမ်ခွဲမှာ2စီးနဲ့မဟုတ်ပဲ4စီးနဲ့ထက်ရှုံးမှာကိုပြောတာလားဒီဘောပရိသတ်တွေက F1 ညတွေကိုယုံကြည်ကြပေမဲ့အခု၄ပွဲဆက်တိုက်ရှုံးထားတဲ့ခြေစွမ်းနဲ့တော့ F1 ညဟာအိမ်မက်ဆိုးညဖြစ်ဖို့နီးစပ်နေပါတယ်ဆလာရဲ့စကားကဘာနဲ့တူလဲဆိုတော့ခမရကရီစားစီကအဖြတ်ခံလိုက်ရလို့ငိုနေတာအဲ့ဒီမှာတကယ်ချင်းကလာပြောတယ်စိတ်မပူနဲ့နောက်တစ်ခါကြာရင်သူကမင်းကိုအိမ်ရှိထိလာပြီးအသေးတွေ့နေတဲ့လူနဲ့မိတ်ဆက်ပေးမှာအဲ့ခါကြာရင်ပို့ပြီးခြားနာသွားလိမ့်မယ်လို့ပြောနေတယ်လို့ပါပဲအားပေးတာလားနှိတ်ကွက်တာလားဝေခွဲမရတဲ့စကားမျိုးဖြစ်နေပါတယ်2010နှစ်နောက်ပိုင်းပထမဆုံးအချိန်ဖြင့်၄ပွဲဆက်တိုက်ရှုံးတာတယ်။လဘောက်ဟာအခုချိန်မှာအရှိန်နဲ့ပြေးလာပြီးချေးပုံနေမိတဲ့လူလေလိုဖြစ်နေပါပြီ။အန်ကြီးကတော့ရှယ်ပဲဖနက်ကတော့တောက်ပြောင်နေတာပဲ။ဒါပေမဲ့လမ်းလျှောက်လိုက်တိုင်းစလေးဖြစ်ပြီးလဲကျနေတာကတော့အကျင့်လုံးဖြစ်နေပါပြီ။ဒီကုန်းချုံရမယ်ဆိုရင်လဘောက်ဟာ PSG ရဲ့ခြေအောက်ကကစားစရာလိုဖြစ်ခဲ့ရပါပြီ။ပနနီနဲ့ချိန်ချင်းခံရလို့ WB ကန်နာတိုင်ထီလို့သာတိုးစီနဲ့ပေးသွားတာပါ။မော်ရင်တော့5စီးလောက်နဲ့ပရိတ်ကနေအိတ်သွန်ဖောင်ပေါက်ပြန်လာရမှာပါဆိုတော့ရင်ခြားတဲ့ပွဲဆိုတာကိုခဏခဏမပြောပါနဲ့တော့ပရိသတ်တွေကတော့ခမားတို့ရဲ့စကားတွေထဲမှာနှလုံးရောဂါရပြီးလောကကြီးကိုနှုတ်ဆက်ရတော့မယ့်အခြေအနေပါပဲFA မှာ PSG ကဖျားကင်းကင်းနဲ့လာကစားမှာဆိုတော့လီဗာပူးတို့အရင်ဆုံးဂိုးပေါင်းတက်အောင်ဘယ်လိုကင်ရမလဲဆိုတာကိုပဲ YouTube မှာဗီဒီယိုတွေရှာကြည့်ထားဖို့အကြံပေးလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ